အိမ်ရင်တော့ဝအိတ်တယ်ဒါပေမဲ့နေ့လေလောက်ရောက်လို့ရှိရင်ဒီ energy ကျတယ်လို့ဖြစ်လာတယ်ပေါ့နော်နောက်ပြီးမှအာယုံစူးစိုက်လို့မကောင်းတော့ဘူးအားမရှိဘူးလို့ခံစားရတာအားကြောင့်လဲပေါ့အဲ့တော့ကျွန်တော်တို့ကခုနောက်ပိုင်းမှာအလုပ်များလာတာတကြောင်ပေါ့နော်တခြားအကြောင်းတွေကြောင့်လဲဒီအစားအစာစားတဲ့အခါမှာတေချာစုံလင်စွာမစားဖြစ်ကြတော့အဲဒီလိုခါမျိုးမှာခန္ဓာကိုယ်ကလည်းဒီလိုအပ်တဲ့ဟာဓာတ်တွေကိုတေချာမရရှိတော့ဘဲနဲ့ဒီစွမ်းရည်မပြေဝသလိုမျိုးခံစားရတာတွေနောက်ပြီးမှအာယုံစူးစိုက်လို့မကောင်းတာမကြာခဏဖျားနာလာတယ်ပို့ပြီးတော့မှတွေ့ကြုံလာနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်အရေးကြီးဆုံးကတော့ဒီဟာဓာတ်ကိုတေချာစုံလင်ပြေဝဖို့အတွက်အရေးကြီးပါတယ်အဲ့ဒီကြောင့်ကိုထမင်းစားတဲ့ခါမှာဆိုလို့ရှိရင်လေဒီသားငါဒီရွက်ဒီတံကိုတေချာစုံလင်စွာစားပြီးဖို့အရေးကြီးပါတယ်အဲ့တော့ဒီလိုစားရတဲ့အပြင်ပေါ့နော်ဒီ multi vitamin အားစေတစ်မျိုးမျိုးတောက်သုံးပေးလို့လည်းရပါတယ်အဲ့တော့အခုဒီမှာမြင်တွေ့နေရတယ်ကျွန်တော်တို့ဒီ Revital Ginseng Plus မှာဆိုလို့ရှိရင်ဒီခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဒီ vitamin တွေတက်လူတက်တွေနဲ့ Korea Ginseng extract လည်းပါနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လာ Ginseng ကဒီခန္ဓာကိုယ်အတွက်မလုပ်ပေးလဲဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြန့်ခိုင်မှုနောက်ပြီးတော့မှဒီအာယုံစုဆိုင်မှုအားကောင်းမှုအတွက်နဲ့ကျွန်တော်ဒီစိတ်ဖိစီးမှုများရတဲ့အတွက်ကိုလည်းသင်တော့ပါတယ်အဲ့တော့အသက် session နဲ့ပြည့်ပြီးသူတွေအနေနဲ့ပေါ့နော်ဒီမနက်စာစားပြီးတဲ့မှာဒီနေ့ကိုတစ်လုံးတောင်းတပေးနေတာဖြစ်ပါတယ်အဲ့တော့ဟလာကိုကဒီစားတော့ကိုလည်းတေချာစုံစွာစားပါအေးယူကလည်းအိတ်ပါမမေ့ပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်ကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစေရုပ်ကိုပါကျမ်းမာချမ်းသာကြပါစေလို့တောင်းပလိုက်ပါတယ်